Hello မင်္ဂလာပါအာဆင်နယ်ပြည်သက်အပေါင်းတို့ကျွန်တော်တို့လာမယ့်30ရက်နေ့စနေနေ့ည10:00နာရီခွဲမှာဆိုရင်အာဆင်နယ်အသင်းနဲ့ PSG အသင်းတို့ရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲနီးကပ်လာပါပြီနော်ဒါကအင်္ဂလန်ဘယင်နဲ့ပြင်သစ်ဘယင်နှစ်ပါးစီးချင်းထိုးမဲ့ပွဲနော်ဒီပွဲမှာPSG ပြည်သက်တွေအများများနေတယ် PSG ကိုအားပေးမဲ့ဘယ်မှမသိတဲ့ဘယ်တော့မှစပြီးတော့အားပေးမှမသိတဲ့ PSG ဖန်တွေအများနေတယ်အာဆင်နယ်ဖလားရသွားလို့ရှိရင်တစ်သက်လုံးကြွန်ခံမယ်တို့အာဆင်နယ်လိုကိုချိန်ပေးမယ်တို့စကားကိုကုံပြောတဲ့ကောင်တွေပြီးရင်ပြန်ပြီးတောင်းပန်ရတဲ့ကောင်တွေဘောလုံးမွဲကိုသေချာမကြည့်တတ်ဖက်နဲ့အာဆင်နယ်က PSG ကိုဘလို့ရှင်းကံပါလဲဆိုပြီးတော့အထင်သေးတာလို့ရှုံချတာလို့နဲ့ပြောတဲ့ကောင်တွေအများကြီးရှိပါတယ်နော်ဒီပွဲမှာ PSG ကကြေးပေးထားတယ် PSG ကပေါ်သင်းမှန်တယ်ဒါပေမဲ့ကျွန်တော်တို့အာဆင်နယ်အသင်းကလည်းကြောက်နေမှာမဟုတ်ဘူးကျွန်တော်တို့နှစ်ပေါင်း20ကျော်ကြာမှချန်ပီယံလိဂ်ဗိုလ်လုပွဲကိုပြန်တက်လာတာဖြစ်ပေမဲ့ဒီပြိုင်ပွဲမှာကျွန်တော်တို့တစ်ခါမှပုံမဆွဲဘူးသေးတာဖြစ်တဲ့အတွက်ဒီပွဲတော့မရအောင်ဒီဖလားကိုယူမယ်လို့ကျွန်တော်ယုံကြည်တယ်ကျွန်တော်ယုံကြည်နေတယ် PSG ဘလောက်ပဲကောင်းပါတယ်ပြောနှစ်ဆက်ချန်ပီယံဖြစ်ဖို့ဆိုတာကတော်ရုံသင်းမလွဲပါဘူးเนาะဒါကကျွန်တော်ရဲ့မျှော်လင့်ချက်နဲ့ခံမှန်းချက်ပေါ့เนาะကျွန်တော်ပြောချင်တာက PSG ဘက်ကအားပေးမဲ့16သင်းဖန်နေကြည့်လိုက်တော့အင်္ဂလန်အကောင်နေမန်ယူပြိတ်သက်ချက်စီပြိတ်သက်မန်စီးတီးပြိတ်သက်เนาะလီဗာပူးတော့တိတ်မပါဘူးအဲ့ဒီကောင်တွေကိုကျွန်တော်တို့မှတ်ထားပါကျွန်တော်တို့အာဆင်နယ်ဖန်နေသေချာမှတ်ထားပါဒီကောင်တွေကိုပွဲပြီးရင်ဘလို့စုံမမလဲဆိုတာကျွန်တော်တို့မှတ်ထားပါเนาะအာဆင်နယ်ဒီအာဒီဖလားရရင်ဖင်ရောကြုံရောခံမယ်ဆိုတဲ့ကောင်11ဆိုတဲ့ကောင်ဘာဖြစ်သွားလဲအများကြီးရှိရเนาะအများကြီးရှိတယ်အာဆင်နယ်ဖလားရလို့ဂရုံးတုံးလိုက်ရတဲ့ကောင်တွေကျွန်တော်တို့အာဆင်နယ်အသင်းကိုအထင်သေးပြီးတော့ short တွက်ပြီးတော့အလောင်းစားလုံးမိရင်တော့မှားမယ်စကားကိုအကုန်မပြောနဲ့เนาะစကားကိုအကုန်မပြောနဲ့အာဆင်နယ်အသင်းဆိုတာကအစင်လာနဲ့သမိုင်းနဲ့ရက်တီလာတဲ့အသင်းနှစ်ပေါင်းဘလောက်ကြာမှဖလားရအိမ်မရတာအိမ်မပြောနဲ့မင်းတို့အသင်းကိုလည်းပြန်ကြည့်အောင်ငါတို့22နှစ်ဆိုတာကမင်းတို့အသင်းလောက်မကြဘူးနှစ်30တွေ40တွေ50တွေကြာမှဖလားရတဲ့အကောင်တွေကဒီလိုတွေလာပြောနေတာဆိုတော့ငါတို့ကရီးချင်တာပေါ့ကွာရီးချင်တာပေါ့ဟုတ်ပြီမင်းတို့ဘာပဲပြောငါတို့ကအခုနှစ်တေမှာဆိုငါတို့အသင်းကြီးဆိုးတော့မယ်เนาะအာဒီတာလောက်ပြတော့မယ်ဒီနှစ်ဖလားရဖို့ရမဲဖာမင်းဆက်ပြီးနေပဲကန်ဖင်ပိတ်ပြီးပဲကန်နောက်တန်းနဲ့ပဲစော်ရအောင်ယူပေးသွားတယ်နောက်နှစ်တွေလည်းအာဆင်နယ်ပဲဆက်ပြီးတော့ယူပြမယ်ချန်ပီယံလိဂ်ပါယူပြမယ်เนาะမင်းတို့စောင့်ကြည့်နေလိုက်ပါမင်းတို့စောင့်ကြည့်နေလိုက်